ကဲတကယ်ချင်းအားလုံးမင်္ဂလာပါကျွန်တော်12ကြိမ်တွေ့ဒုတိယဆက်လေးတစ်ခုပြမယ်နော်တကယ်ချင်းတို့ရေသူက14ကြိမ်မှာ4-3-5လို့ပြတယ်နှစ်ကပ်ပဲရှိတယ်တကယ်ချင်းမှာတကယ်ဒီမှာတကယ်နှစ်ကပ်ပဲရှိတယ်နော်တကယ်ဒီမှာတကယ်နှစ်ကပ်ပဲရှိတယ်14ကြိမ်မှာနော်4-3-5ပတ်လေးကြာတာโอเคအဲ့လိုကြာပြီးရတယ်4-3-5ရဲ့နောက်နှစ်မှာတဲ့ကဏ္ဍ3ခွက်လိုက်တယ်နော်ကဏ္ဍ3ခွက်ပက်လက်လိုက်တာသူက9-3ညနဲ့တစ်ခွက်လိုက်တယ်2-9-6တစ်ခွက်လိုက်တယ်နော်တကယ်ချင်းတို့နောက်ပြီးကြတော့4-3-4တစ်ခွက်လိုက်တယ်3ခွက်လိုက်တယ်4-3-4 9-3-4 2-9-6အဲ့နော်4-5-3 4-3-5ပတ်လေရဲ့နောက်နှစ်မှာလိုက်တာနော်ငယ်တို့အဲ့လိုပတ်လေလိုက်ပြီးရဲ့နောက်နှစ်ထဲမှာ8-5ဆိုတဲ့ကဏ္ဍတစ်ခွက်လိုက်ပါလေတဲ့8-5နော်ငယ်တို့အဲ့ကဏ္ဍတစ်ခွက်လိုက်တယ်โอเคဒီတော့ဒုတိယရက်ကတော့အောင်ကျွန်တော်တို့4-3-5လို့ကြားတယ်4-3-5လို့ကြားပြီးနောက်နှစ်မှာတဲ့ကဏ္ဍ3ခွက်လိုက်တယ်2-3-9နော်ငယ်တို့2-3-9ပြီးလို့ရှိရင်9-6နှစ်4-3-4အဲ့ကဏ္ဍ3ခွက်လိုက်တယ်အဲ့နောက်နှစ်မှာဆိုရင်8-5ပတ်လေလိုက်တယ်ရှင်းငါဟောဒီမှာရှင်းငါနဲ့เนาะသူ့ဘက်လဲလိုက်တယ်အဲဒီဘက်ရောက်နေ12ကြိမ်ကိုသွားတော့မှကျွန်တော်တို့က12ကြိမ်မှာဆိုရင်12ကြိမ်မသွားခင်မှာ4-3-5နဲ့အောက်ဆောင်တက်တော့မှ1 2 4-3-5နဲ့1 2 3-9-4 3-9-4ရဲ့အထက်ကလာခဲ့တဲ့ပြန်ချကနန်းဒီမှာเนาะပြန်ချကနန်းအဲဒုတိယကမှလည်း4-3-5နေတော့1 2 3-5-6ဆိုတဲ့ကနန်းအဲ့နှစ်ထဲကလာခဲ့တဲ့ပြန်ချကနန်းဖြစ်ပါတယ်တဲ့5-6-3ဆိုတဲ့ကနန်းလေးဖြစ်ပါတယ်เนาะဒီမှာတကယ်ကြီးတော့အဲ့ဆိုတော့ကျွန်တော်တို့ရောက်တဲ့နေရာသွားမယ်4-3-5နေပြီးတော့4-3-5ထပ်လိုက်ပါမယ်1 2 3 1 2 3ပြင်မှာ4-6-10เนาะတကယ်လို့အဲ့ဆိုရင်ဒီမှာဆိုရင်4-3-5နေပြီးတော့1 2 3ရောက်မယ့်နေရာမသိသေးဘူးပေါ့နော်ကလန်နေတော့မဲနေနော်ဒီချက်တကယ်လို့ဒီချက်လေးကြည့်လိုက်ကြနော်ဟုတ်ပြီလေ4-3-5လို့ကြာပြီးဒီမှာ4-6-10ဆိုဘယ်ရလာကြလဲ4-3-5ရဲ့နောက်နှစ်ထဲရကနေ4-3-5ရဲ့နောက်နှစ်ထဲရ4-6-10 4-3-6ဒီမှာနော်တကယ်လို့4-3-6ဟုတ်ပြီတဲ့ကျွန်တော်အဲ့ကတော့ဘယ်လိုဖတ်မယ်လို့ဆိုတော့စတီက4-3-5နော်အဲ့4-3-5ထဲမှာကဏ္ဍတစ်ခွက်ကပြန်ကြားရှိတယ်ပြောမှဆိုရင်တော့ဒီမှာ4-3-5ကဘယ်နဲ့မှာ73ခုနှစ်မှာဖြစ်တာဒီမှာ73ခုနှစ်ထဲကကဏ္ဍတစ်ခွက်ကပြန်ကြားရှိတယ်ကိုရှိတဲ့အောက်မှာကြားထားမှမရှိဘူး56မိနစ်ခွင့်ပြု4-6-10ရဲ့ဘေးရကဏ္ဍက8-4-6နော်ဒီ8-4-6ကအဲ့4-3-5ပြီးရတယ်နောက်နေ့မှာပြန်ကြားတယ်8-4-6က4-3-5ကြားပြီးရတယ်ဒီမှာ6-8-4တွေလိုက်ကြားတယ်ပြန်ကြားနှစ်ခွက်ကြံကြဒီတစ်ခွက်ပဲရှိနော်ဒီ4-3-5ထဲမှာအဲ့ကြတော့ကျွန်တော်တို့ကဒီပြန်ကြားရဲ့ဘေးရကဏ္ဍ4-3-6ဆိုကဏ္ဍလေးပါတဲ့အဲ့4-3-6ဆိုတဲ့ကဏ္ဍလေးကသူ့ရဲ့ဒီ4-3-5ရဲ့ရှေ့နှစ်မှာလည်းကြာရမယ်ဆိုတော့ဒီမှာကျွန်တော်တို့က4-3-5ဒီနှစ်သူ့ရဲ့တစ်နှစ်ကျော်မှာလည်းကြာရမယ်ထက်မှာကြာတယ်3-6-4ဆိုပြီးတော့ကြာထားတယ်သူကနေတော့ဇောင်းထိုးတာဒီမှာဒီနော်4-3-6ကိုဇောင်းထိုးတယ်3-6-4 4-3-6ဆိုတဲ့အဲ့ကဏ္ဍလေးကအဲ့ခုရောက်ချိန်မှာပို့မှာ4-3-5နေတော့1 2 3 4 6ဆိုပြီးလာပို့တာအဲ့တော့ကျွန်တော်တို့ကဒီတိကျရောက်ကမှဆိုရင်1 2 3ရောက်တဲ့ကဆိုရင်သူက4-3-5ရဲ့နောက်နှစ်ကကဏ္ဍနော်ကျွန်တော်တို့ကဘယ်ကဏ္ဍဖြစ်မလို့ဆိုမသိသေးဘူးအဲ့ကြတော့ကျွန်တော်တို့က4-3-5ထဲမှာဆိုရင်ပြန်ကြားတစ်ခွက်ရှာမှာ9-1-9အဲ့9-1-9က9-1-9လို့ကြားတာ9-5-1ဆိုပြီးပြန်ကြားထားတယ်နော်တစ်ခွက်ရပြီနောက်ပြီးတော့ဗာကဏ္ဍရှိအောင်မလို့4-3-5 4-5တော့နေ1-1မရှိ4-1ခုမရှိ6-5နေ8-9-3မရှိ9-3-9 9-3-6မရှိဘူး9-3-9 မရှိဘူး9-3-9 မရှိဘူးနော်တကယ်ဟော9-3-9ရှိတယ် sorry 9-3-9လည်းရှိတယ်4-8လည်းရှိတယ်နော်ဒီမှာ4-8ဆိုရင်အဲ့ဒါကျွန်တော်လည်းရင်းစဲတွေ့မှာ9-1ကိုရင်တွေ့ရဗျာ9-1ရဲ့ဘေးရကနေ9-9ကဒီနှစ်ဆက်မှာရှိလာဆိုတော့သူက8နှစ်မှာလည်းရှိတော့9-9ဆိုတဲ့ကနေကရှိရလားဆိုတော့9-9ဆိုတဲ့ကနေမရှိဘူးနော်တကယ်လို့အဲ့ကြတော့ဒီကနေပယ်လိုက်ပြီကျွန်တော်တို့က9-3-9လည်းအောက်မှာပြန်ကျရင်4-8ကအဲ့ရှင်းနေတဲ့မှာရှိလားဆိုတော့ဒီမှာတနေ့ကျော်ပြီးကြည့်တယ်4-8ပတ်လည်းရှိလားဆိုတော့4-1ခုလည်းရှိတယ်4-8ကလည်းမရှိဘူးเนาะအဲ့ဒါဆိုရင်အားလည်းကျွန်တော်ပြန်ကြထပ်ရှာမယ်9-3-6မရှိဘူးအောက်မှာ3-1ကိုမရှိဘူး9-3-3မရှိဘူး2-9မရှိဘူး8-9 okay ဒီမှာ8-9ဆိုပြန်ကြခွက်ရှိတယ်8-9က4-3-5အောက်မှာပြန်ကြထားတယ်เนาะအဲ့မှာခွန်ရှင်းနေဆိုပြီးပြန်ကြတာအဲ့ဒါပထမကြားခဲ့တဲ့ပြန်ကြပထမဆုံးကြားတဲ့ကနေဘေးရကနေဆို9-3-4ဟုတ်ပြီဒီ9-3-4ကအဲ့တနေ့ကျော်မှာရှိလားဆိုတော့9-3-4ဒီမှာတနေ့ကျော်မှာရှိတယ်ဒီကဏ္ဍအဲ့မှာစောင်းထိုးတာနော်ငယ်နော်9-3-4 4-3-5 4-3-5 9-3-4ဆိုတဲ့ကဏ္ဍလေးကစောင်းထိုးတာလေအဲ့ကြတော့ကျွန်တော်တို့ကရောက်ချိန်မှာဆိုရင်1 2 3ချိန်မှာဆိုရင်4-3-5လို့ကျွန်တော်ကရေးပြလိုက်မယ်နော်ငယ်4-3-5နော်အဲ့ကြတော့ကျွန်တော်တို့က12ချိန်ဆိုရင်အဲ့ကဏ္ဍလေးရွေးလိုက်ပါမယ်နော်4-3-5တဲ့အားပေါ့ဗျာနော်ဒီကောင်တဲ့အားပဲမထိုးနိုင်အောင်ဆိုရင်နောက်ကွယ်ထိုးနော်
ဒီ3ညာ9ရယ်9 3ညာ4 9ရယ်ဒါပဲနော်ငယ်တို့စနစ်ချိန်ပါဆိုကျွန်တော်ဒီနေ့လေးကြိုက်တယ်ဒီမှာဆိုရင်ဒီမှာ3ညာ4လို့ထောင်ထားတယ်အဲတော့5ပိတ်တယ်5ပိတ်ချင်တယ်လွယ်လွယ်လေးပဲနော်ငယ်တို့3ညာ4 9 4 3ညာ5 4 3ညာ5 3ညာ4 9ကျွန်တော်တော့အဲ့လိုလေးပဲမြင်ပါတယ်ကျွန်တော်တော့အဲ့လိုလေးပဲမြင်ပါတယ်4 3ညာ5ပါနော်ကျွန်တော်စနစ်ချိန်ပါဆိုရင်4 3ညာ5 3ညာ4 9ပါနော်ငယ်တို့ကျွန်တော်ကကနန်းဘာပါတစ်ချိန်ကိုကနန်း site 3 site တွေနဲ့နော်အဲ့ site တွေဆိုရင်ကျွန်တော် message ကနောက်ခါကျရင်အဲ့ကနန်းတွေထည့်မပို့တော့နော်ငယ်တို့ရေဘာလို့ဆိုကျွန်တော် message တွေပို့ရတာကနန်းလေးက4 50ကိုဆိုနည်းနည်းများတယ်ကျတော့ message ကထွက်တော့ဆောင်းရည်များတော့နည်းနည်းလေးပေါ့စင်မပြေးပို့ရတာလေးနော်ကျတော့ကျွန်တော်ကဟိုရိုး message ရပို့ပြီးလို့ရှိရင်ကြိုက်ဆုံးကနန်းလေးတွေလောက်ရွေးပေးမယ်နော်ဒီကနန်းလေးတွေကတော့ကျွန်တော်မထိုးမှုထိုးတယ်ကျွန်တော်ကကျတော့အဲ့လိုပြပြီးသားဆိုရင်တော့ထည့်မပို့တော့ဘူးလို့အဲ့လေးပြောချင်တယ်နော်ငယ်တို့ရေmessage ရလို့လည်းကုန်လို့ပို့ပေးပါနော်ကျွန်တော်တော်တော်များများပို့တယ်နော်ကျွန်တော်တစ်ခါပို့ရင်တော့တော်တော်လေးကိုကုန်ပါတယ်ဒီကတော်တော်လေးကိုကုန်တယ်နော်အဲ့ဒါကျွန်တော်ဒီလိုကနန်းလေးကျတော့ line ပေါ်မှာပြပြီးသားကနန်းတွေကျွန်တော်ထည့်မပေးတော့ဘူးငယ်တို့မြင်တာနဲ့ထိုးထားလိုက်ကြပါတော့နော်ငယ်တို့ရေအဲ့လေးပြောချင်တယ်နော်ငါပြီးတော့ငယ်တို့ရေးတဲ့ message တွေလည်းကုန်ဖတ်ပါတယ်နော်ငယ်တို့ဟိုပေါက်ကရမှန်းနဲ့ကိုရှိရနော်အကိုလည်းဘန်းမန့်ထားအောင်ပါကျွန်တော်နောက်ကျမှဘန်းပေးလိုက်တော့မှရှုပ်တယ်နော်အဲ့လိုရောပေါက်ကရတွေရှောက်မှန်းမယ်နော်အဲ့ဒါလည်းကျွန်တော်ကဒါဆိုနှစ် site ရှိသွားရင်နော်ပထမတစ် site က12ကြိမ်မှာ8နဲ့5တဲ့နော်ပထမ site 8နဲ့5ဒုတိယ site ကတော့12ကြိမ်မှာ4 3ညာ5နော်ဒီကနန်းလေးတက်တော့ထိုးထားရတာနော်ငယ်တို့ကိုကျွန်တော်ဘာဘောဟို message တွေမှာထည့်မပေးတော့နော်ငယ်တို့ရေကဲငယ်ချင်းအားလုံးကံကောင်းပါစေဗျာအားလုံးခွက်လက်ပါဗျာကံတူကျိုးပေးပါစေအားလုံးငယ်ချင်းအားလုံးနောက်ခါမှပြောတော့နော်ငယ်ချင်းတို့ဟိုဖြေးလေးပြန်ကြည့်လိုက်ရနော်ငယ်ချင်းတို့ကတော့ဖိုင်ရှင်ပါဆိုလို့ပါအားလုံးကံကောင်းပါစေဗျာခွက်လက်ပါဗျာ